အချစ်နဲ့ရမတ်စွမ်းရင်တစ်မျိုးတည်းမဟုတ်ဘူးဆိုတာယောက်ျားတယောက်သဘောပေါက်လာတဲ့အချိန်ရှိပါတယ်တစ်ခုကကိုယ့်ရဲ့အာယုံစူးစိုက်မှုကိုဖြစ်စီတယ်နောက်တစ်ခုကတော့စူးရှားထက်မြက်အောင်လုပ်ပေးပါတယ်ယောက်ျားအများစုကထိန်းချုပ်တယ်ဆိုတာဆန္ဒကိုဖိနှိပ်တယ်လို့ထင်ကြတယ်ဒါပေမဲ့အမှန်တကယ်ထိန်းချုပ်မှုဆိုတာတတိပါဘယ်အချိန်မှလွတ်လိုက်ရတော့မလဲဘယ်အချိန်မှငြိမ်နေရမလဲဆိုတာကိုသိတာကပဲ awareness ဖြစ်ပါတယ်ဒီလမ်းကြောင်းကိုကျွန်တော်ရှောက်နေတာရက်80ရှိပါပြီအာယုံထွေပြားစရာလည်းမရှိဘူးအတူကောက်လမ်းလည်းမရှိပါဘူးအချစ်ကဇက်လန်နဲ့ဝင်လာတဲ့အချိန်မှာတော့ကျွန်တော်ကဘ ഹു အလေတက်မှာပဲရက်နေတယ်ဘာလို့လဲဆိုတော့ဘယင်တစ်ပါးသူ့ကိုယ်သူပျော်ရွှင်မှုတဲမှာတော့ loose မဖြစ်ပါဘူးကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ခံစားမှုကိုကိုင်းညွတ်ခံယူနေရလို့ရှိရင် physically strong ဖြစ်တာဘာမှအတိတ်ပဲမရှိတော့ဘူးအမှန်တကယ်စွမ်းဆိုတာကိုကနက်နက်ရှိုင်းရှိုင်းချစ်တတ်ပြီးတော့ကိုယ့်ရဲ့ purpose ကိုပဲလိုက်မယ် without guilt without chaos ရည်ရွယ်ချက်မရှိတော့လို့ရှိရင်အချစ်တောင်ပျောက်ကွယ်သွားတတ်ပါတယ်ဗီဒီယိုကြည့်နေတဲ့ယောက်ျားတွေအားလုံးကိုတစ်ခုပြောချင်တာအချစ်ကိုမရှောင်ပါနဲ့ဒါပေမဲ့နှိမ့်မြုပ်သွားတာမျိုးလည်းမဖြစ်စေပါနဲ့ဘ ഹു အလေတက်မှာပဲရက်တီပါတိတဲ့စိတ်တတိနဲ့နေပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့တတိစိတ်စင်ကြယ်တဲ့အခါမှာကိုရှူလိုက်တဲ့အသက်တိုင်းဟာစွမ်းအားတစ်ခုဖြစ်လာပါတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်ကသာကိုယ်ကိုယောက်ျားအစ်စ်ဖြစ်စေတာပါချစ်ဆိုတာဒီလမ်းကြောင်းကိုလှပအောင်လုပ်ပေးရုံပါပဲကိုယ့်ရဲ့စီကံအာယုံစူးစိုက်မှုနဲ့အမွေနှစ်ကိုတိဆောက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်ကျွန်တော်တင်တဲ့ algorithm assistant ကို join ပါ follow က6သိန်းခွဲ plus စိတ်ထားကိုကျွမ်းကျင်အောင်ကျွန်တော်အသုံးပြုခဲ့တဲ့အတူတူစနစ်ကိုသင်ယူခြင်းနဲ့ဆိုရင်တော့ bio မှာ link ပေးထားပါတယ်ကျေးဇူးတင်ပါတယ်